Bismillahirrahmanirrahim ဖန်ဆင်းရှင်ကဖွင့်ပြထားသောဗတ်စုံပညာရေးစနစ်ဒီကြောင့်ပေါဗတ်စုံဖွံ့ဖြိုးတိုးတက်အောင်မြင်ခြင်းရင်စာဖတ်ပါစာပတ်ရှင်ကိုရှေ့တန်းတင်ပြီးပထမအဦးဆုံးအမိန်ပြီးခဲ့တဲ့ကျမ်းစာဟာနှစ်ပေါင်း1400မတိုင်ခင်ကပေါ်လာခဲ့တဲ့ကုရ်အာန်ကျမ်းတစ်ကျမ်းနဲ့ပဲဖြစ်တယ်လူသားဟာဘယ်ပုံမှာဘယ်ရာပုံမှာကြိုးစားရင်အောင်မြင်ဆုံးဖြစ်မယ်ဆိုတာကိုလူသားကိုဖန်ဆင်းတဲ့အရှင်ကတည်တယ်ဒါကြောင့်ပဲလူသားအလုံးအတွက်ခိတိုင်းနဲ့ကိုက်နေတဲ့လမ်းညွှန်ကျမ်းကိုချပေးတဲ့အခါမှာချပေးခြင်းပဲလူသားအလုံးလက်ခံနိုင်တဲ့အောင်မြင်မှုကိုရယူနိုင်မယ်ဗတ်စုံပညာရေးစနစ်ကိုဖွင့်ပေးဖို့ပထမဦးစွာအခုလိုပဲအမိန့်ရှိခဲ့တယ်ဧကရောအတင်ဖတ်ပါကုရ်အာန်ဆူရာ96အာယတ်1အတင်ဖတ်ကြည့်ရင်တေချာပေါအမှန်ကိုတွေ့ဖို့တွေ့မယ်အမှန်ပေါ်မှာယက်တီပြီးစူးစမ်းရင်တေချာပေါအောင်မြင်မယ်အင်ရှာအလ္လာလူသားအောင်မြင်မှုအတွက်စာလုံးတစ်လုံးနဲ့ဘယ်လောက်ကောင်းကောင်းစတင်ညွှန်ကြားထားလိုက်ပါသလဲဒါဟာဖန်ဆင်းရှင်ရဲ့အနိုင်မဲ့ပညာဆက်စခြင်းမှာဖန်ဆင်းရှင်ကိုမမြင်ရပြီမဲ့ဖန်ဆင်းရှင်ရဲ့အနိုင်မဲ့ပညာကိုစတင်မြင်ရပါပြီစာပေပညာကိုထိတ်ဆုံးတင်ပြီးအားပေးနေတဲ့ကုရ်အာန်ကျမ်းစာကိုဖတ်ရှုလေ့လာခြင်းဖြင့်အောင်မြင်မှုအထွတ်ထိပ်ကိုရောက်မဲ့တန်းကိုတေချာပေါရှာတွေ့ပါလိမ့်မယ်အင်ရှာအလ္လာ